ဆိုရာကျွန်တော်သိပြီฉันรู้แล้วကျွန်တော်သိပါပြီผมรู้แล้วအဲ့လိုလည်းပြောလို့ရတယ်နော်မိန်းကလေးဆိုရင်ฉันပြီးတော့ကျွန်တော်နေကောင်းပါတယ်ကျမနေကောင်းပါတယ်ကိုผมสบายดีครับผมสบายดีครับကျွန်တော်ဆိုရင်ผมကျမဆိုရင်ฉันပြီးတော့ကျွန်တော်ပြင်ပန်းတယ်ဆိုရင်ဘယ်လိုပြောရလဲဆိုတော့ผมเหนื่อยมากผมเหนื่อยมากကျမပြင်ပန်းလို့ဆိုရင်ฉันเหนื่อยมากကျမပြင်ပန်းတယ်ဆိုရင်ฉันเหนื่อยมากကျွန်တော်ရေစာနေတယ်ကျွန်တော်ရေစာနေတာကိုผมหิวน้ำผมหิวน้ำကျွန်တော်ထမင်းစားတာကိုလိုက်စားတာကိုผมหิวข้าวผมหิวข้าวသွားကြရအောင်ไปกันเถอะသွားကြရအောင်ไปกันเถอะ